လူယုံမာတွေအရန်ညီညွတ်နေလို့ရှိရင်သူတော်ကောင်းတွေကဘေးထွက်နေရတယ်သိလားဆိုတော့အကုသို့အရန်များတဲ့ရဝန်းမှာကုသို့မဖြစ်ထွန်းနိုင်တယ်လို့ပဲဆိုတော့ဒီဘရက်မှာလည်းသူ့ရဲ့အပေါင်းပါနဲ့သူရှိတယ်ဆိုတဲ့စကားလေးတကယ်မှန်တယ်သိလားတခါလေကျရင်ပါဝင်းကျဲမှာသူများရဲ့အကြောင်းတရားကိုသူတို့ရဲ့နှုတ်ဖျားမှာနဲ့သူတို့အထင်တွေအမြင်တွေနဲ့ဆုံးဖြတ်ပြီးသူများအကြောင်းအရာကိုဘူးမသိကိုမသိပဲနဲ့လေမဟုတ်တာတွေကိုလည်းအဟုတ်ထင်ပြီးတော့မှလေသူများအကြောင်းအရာကိုထမင်းစားရေးတော့အဲ့လိုပြောတတ်တဲ့အောက်တန်းကြတဲ့အုပ်စုတွေရှိတယ်အဲ့ဒီအုပ်စုတွေကလေသူတို့ကအတိုင်းနဲ့အဝိုင်းနဲ့သူတို့ကလေအဲ့လိုမျိုးအဲ့သူယုံမာတွေကအတိုင်းဝိုင်းနဲ့နေတာသူတို့ရဲ့အဖွဲ့အစည်းသူတို့ရဲ့လူတွေကညီညွတ်တယ်ဆိုတော့သူတို့ရှေ့မှာခွေးတစ်ကောင်ဖြတ်သွားရင်အဲ့ခွေးကအထီးလားအမလားအဲ့ခွေးရဲ့ဖြစ်စဉ်ကိုသူတို့ကအဲ့လိုပြောတာဆိုတော့အဲ့လိုခွေးတယ်မဟုတ်ဘူးလူဖြတ်ရင်တော့မှအဲ့လိုမျိုးလူတယောက်ရဲ့အကြောင်းကိုလေသူတို့ရဲ့ထင်လိုက်တဲ့အထင်သူတို့ရဲ့မြင်လိုက်တဲ့အမြင်နဲ့ကိုလေအဲ့လိုထမင်းစားရည်တော့အဲ့လိုထိုင်ပြောတတ်တဲ့အောက်တန်းစားအုပ်စုတွေရှိဒါပေမဲ့အဲ့လိုအုပ်စုတွေကလေအဖွဲ့အစည်းတောင့်တင်းတယ်သူတို့ကညီတယ်အဲ့တော့ကိုကတခါတလေကျရင်ကိုမှန်နေပေမဲ့အဲ့လိုလူတွေနဲ့ဘာလို့မရှင်းတာလဲလို့မေးလို့ရှိရင်လေသူတို့နဲ့ကိုနဲ့ဒန်းနဲ့ဖြစ်သွားမှာဆိုအတန်းစားတစ်ခုတည်းဖြစ်သွားမှာဆိုလို့တခါတလေကြလို့ရှိရင်အထူးသဖြင့်သူတို့ဝိုင်းကြိုက်မှာဆိုလို့ကိုကမှန်နေပေမဲ့တယောက်တည်းအဲ့လိုဟာတွေကအုံနဲ့ချင်းနဲ့သူတို့ကလေဟိုအဆက်လည်းမရှိဘူးကွာ